ထမဆုံးနဲ့အရေးကြီးဆုံးအနေနဲ့ခရစ္စတီယာနိုရိုနယ်ဒိုဆိုတာစံချိန်တွေနောက်ကိုလိုက်မောင်းတဲ့သူမဟုတ်ပါဘူးစံချိန်တွေကသာသူ့နောက်ကိုလိုက်နေတာပါအဖိတန်ထဲမှာစကလုံးတွေတတ်မှတ်ပေးတဲ့သူကဘယ်သူလဲတော့ကျွန်တော်မသိပါဘူးဒါပေမဲ့သူတို့အနေနဲ့ထူးခြားစံပြလုံးသူဆိုတဲ့စကလုံးရဲ့ဘေးမှာရိုနယ်ဒိုရဲ့နာမည်ကိုထည့်ပေးတင်ပါတယ်ပြီးတော့မက်ဆီအကြောင်းရှိပါသေးတယ်မက်ဆီဆိုတာကတော့ပင်နယ်တီလွဲချော်တဲ့အချိန်မျိုးမှာလူသားတစ်ယောက်လိုဖြစ်နေတတ်ပြီးအခြားအချိန်မျိုးမှာတော့လူသားတစ်ယောက်လိုမထင်ရတော့အောင်စွမ်းဆောင်ပြတတ်တဲ့သူမျိုးပါဒါဟာမက်ဆီပါပဲမက်ဆီဟာအခုလက်ရှိကမ္ဘာဖလားမှာနှစ်ပွဲကစားပြီး9ဂိုးတောင်သွင်းယူထားပါတယ်ကျွန်တော်ကတော့နှစ်ပွဲကစားပြီးသူ့ညဂိုးပဲရှိပါသေးတယ်ဒါကတော့တကယ်ကိုပြောစရာစကားလုံးတောင်မရှိအောင်ပါပဲအဲ့ဒီပွဲပြီးလို့သူ hat-trick ရသွားတဲ့အချိန်မှာ Instagram ပေါ်မှာအာလင်းဟာလန်ကမက်ဆီဟာတကယ်ကိုယူသုံးလောက်စရာလူသားပဲလို့တင်ခဲ့တာကိုတင်လို့မြင်ကြမှာပါသူတို့ဘယ်နှစ်ဂိုးသွင်းခဲ့လဲဆိုတာကိုပြောနေရင်လည်းနောက်ပွဲမှာကျွန်တော်တို့ပါဂိုးသွင်းနိုင်ခဲ့တာကတကယ်ကိုအံ့ဩစရာပါဒါဟာဘောလုံးလောကမှာတော့ပုံမှန်မဟုတ်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါဆိုရင်တင်တို့၄ယောက်ထဲမှာဘယ်သူကအကောင်းဆုံးလဲအဖြေကတော့ရှင်းပါတယ်လီယွန်နယ်မက်ဆီပါပဲဖန်သားပြင်လို့ကျွတ်ဆက်တဲ့နှလုံးသားနဲ့ကြောက်တုံးလိုမာကြောတဲ့စိတ်သက်တစားစီဖြစ်နေတဲ့အချိန်တွေနဲ့အရေးပြားနဲ့အယိုးစုမင်္ဂလာပါအိမ်ပြန်ရောက်တာကိုလိုက်လဲကြိုးဆိုပါတယ်